လောကကြီးတစ်ခုလုံးဟာမီးလောင်ပြင်တစ်ခုလိုပူလောင်နေတယ်လို့သင်ခန်းစားမှုပါသလားဖုံးကိုဖွင့်လိုက်တိုင်းသတင်းတွေကိုကြည့်လိုက်တိုင်းနေရာအနှံ့အပြားမှာစစ်မီးတွေအငင်းပွားမှုတွေနဲ့တနတ်တန်ဘုံတန်တွေကိုပဲကြားနေရတာဟာစိတ်နှလုံးကိုအယမ်းကိုညှိုးနွမ်းစေပါတယ်လူတွေဟာတယောက်နဲ့တယောက်ဘာကြောင့်ဒီလောက်တောင်မုန်းတီးနေကြတာလဲဘယ်တော့မှများဒီပဋိပက္ခတွေပြီးဆုံးမှလဲဆိုတဲ့မေးခွန်းတွေကကျွန်တော်တို့ယင်ထဲမှာအမြဲတမ်းရှိနေတတ်ပါတယ်ဒီလိုပူလောင်လာတဲ့ကဘာကြီးရဲ့အလယ်မှာအမေရိကန်ပြည်ထောင်စုရဲ့လမ်းမတွေပေါ်ကငင်းချမ်းကြီးခြေလမ်းတွေဟာပူပြင်းလာတဲ့တဲကန်တာရတဲ့ကရေအိုင်လေးတစ်ခုလိုငင်းအေးမှုရဲ့ပြယူတစ်ခုထိနေပါတယ်ဒီနေ့မှာတော့အမုန်းတရားတွေလောင်မြိုက်နေတဲ့ကဘာကြီးကိုမိဂဒါရည်စင်းနဲ့ဘလို့အေးချမ်းအောင်လုပ်ကြမလဲဆိုတာကိုအတူတူစဉ်းစားကြည့်ကြရအောင်ပါအခုလက်ရှိကဘာအခြေအနေကိုကြည့်မယ်ဆိုရင်နိုင်ငံတကာမှာအင်အားကြီးသူကအင်အားနည်းသူကိုနှိပ်စက်တာအယူဝါဒမတူယုံနဲ့ရန်သူလိုသဘောထားတာတွေကိုနေ့စဉ်နဲ့အမျှမြင်တွေ့နေရပါတယ်ဒါတွေအလုံးဟာငါဆိုတဲ့အတ္တနဲ့ငါဟာဆိုတဲ့လောဘဒေါသတွေကနေမြစ်ဖျားခံလာတာပါဒီလိုအချင်းမျိုးမှာငင်းချမ်းကြီးအတော်လမ်းလျှောက်နေတဲ့တန်ဃာတော်တွေရဲ့အဖွဲ့ကိုမြင်လိုက်ရတာဟာထူးခြားတဲ့သတင်းစကားတစ်ခုကိုပေးနေတယ်လို့ပါပဲသူတို့တွေဟာလက်နက်တွေကိုကင်ပြီးတိုက်ခိုက်နေကြတာမဟုတ်ပါဘူးဆိုင်းဘုတ်တွေကင်ပြီးအော်ဟစ်ဇန္တာပြော့နေကြတာလည်းမဟုတ်ပါဘူးသူတို့လုံနေတာကတော့ငိမ့်သက်ခြင်းနဲ့လမ်းလျှောက်နေတာပါဒီငိမ့်သက်ခြင်းဟာအတန်အကျေကြီးထွက်တဲ့အော်ဟစ်တန်တွေထက်ပိုပြီးလေးနက်တဲ့အကျိုးသက်ရောက်မှုရှိနေပါတယ်စဉ်းစားကြည့်ပါဦးတစ်ဖက်မှာဘုံတန်တွေကြားနေချိန်မှာနောက်တစ်ဖက်မှာတော့ပတိစိတ်တန်နဲ့မြေသားပို့တန်တွေကအေးအေးဆေးဆေးပြန့်လွှဲနေပါတယ်ဆရာတော်တွေဟာလမ်းတစ်လျှောက်မှာတွေ့သမျှလူတိုင်းကိုမြင်သမျှသတ္တဝါတိုင်းကိုငြင်းချမ်းပါစေဘေးရန်ကင်းပါစေလို့စိတ်သေးကနေဆူတောင်းပေးနေကြတာမှာဒါဟာစစ်ပွဲတွေကိုတိုက်ရိုက်ရပ်တန့်စေနိုင်မလားလို့မေးစရာရှိပါတယ်ဒါပေမဲ့အမုန်းတရားဆိုတာရေဒီယိုလှိုင်းနေလို့တယောက်ကနေတယောက်ကိုကူးဆက်တတ်တယ်လို့ငင်းချမ်းတဲ့စိတ်ဓာတ်ကလည်းတယောက်ကနေတယောက်ကိုကူးဆက်နိုင်ပါတယ်လမ်းလျှောက်နေတဲ့အဖွဲလေးကိုမြင်လဲရတဲ့ကားမောင်းပြီးတဲ့သူတယောက်ဟာသူ့ရဲ့ဒေါသတွေကိုခဏလောက်မိသွားမယ်အမုန်းပွားနေတဲ့သူတယောက်ဟာသူ့ရဲ့စိတ်ကိုခဏလောက်အေးချမ်းသွားမယ်ဆိုရင်အဲ့ဒါဟာငင်းချမ်းကြီးရဲ့အောင်မြင်မှုပါပဲမြတ်ဗုဒ္ဓကနာဟိဝေရေနဝေရာနိတာမန်တိဓာကူဒါဇနံလို့မြင်ကြားခဲ့ပါတယ်အမုန်းတရားကိုအမုန်းတရားနဲ့တုံ့ပြန်ရင်ဘယ်တော့မှမပြီးဆုံးနိုင်ပါဘူးမေတ္တာနဲ့တုံ့ပြန်မှသာငြိမ်းအေးမှဖြစ်ပါတယ်အခုလမ်းလျှောက်နေတဲ့တန်ဃာတော်တွေဟာဒီတရားကိုလက်တွေ့ကျင့်သုံးပြနေတာပါသူတို့ဟာစစ်ပွဲတွေဖြစ်နေတဲ့နိုင်ငံတွေကလူသားတွေအတွက်ဒုက္ခရောက်နေတဲ့ကလေးငယ်တွေအတွက်နေရက်စွန့်ခွာနေရတဲ့မိသားစုတွေအတွက်ခြေလမ်းတိုင်းမှာမေတ္တာဓာတ်တွေကိုစီးဆင်းနေကြတာပါဒီမေတ္တာဓာတ်တွေဟာပူလောင်နေတဲ့ကဘာကြီးအတွက်တကယ်ကိုလူအပ်နေတဲ့အေးမြတဲ့ရည်စင်ပါပဲတခါတလေမှာကျွန်တော်တို့ဟာကိုယ့်ရဲ့အစွမ်းစားကိုအထင်သေးတတ်ပါတယ်ငါကတာမန်လူတယောက်ပဲကဘာကြီးငင်းချမ်းကိုငါဘာလုပ်နိုင်မှလဲလို့တွေးမိတတ်ပါတယ်ဒါပေမဲ့တမှုထရာကြီးဆိုတာရေးစက်ကလေးတွေစုပြီးဖြစ်လာတာပါတင်းရဲ့ရင်ထဲမှာအမုန်းမိမတောက်ပဲအေးချမ်းနေမယ်ဆိုရင်တင်းဟာကဘာကြီးကိုအေးချမ်းအောင်ကူညီပေးနေတာပါပဲအမေရိကန်ကလမ်းမမော်ကလမ်းလျှောက်နေတဲ့တန်ဃာတော်တွေကိုကြည့်ပြီးကျွန်တော်တို့သင်ခန်းစာရမှာကငင်းချမ်းကြီးဆိုတာတူးချင်းစီရဲ့တာဝန်ဖြစ်ခဲ့ဆိုတာပါပဲကိုဘေးနာကလူကိုမေတ္တာထားနိုင်မှကတကဘာလုံးကိုမေတ္တာထားနိုင်မှာဖြစ်ပါတယ်အခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့သင်ဟာလဲကိုယ့်ရဲ့စိတ်ထဲမှာငင်းချမ်းရေးစခန်းလေးတစ်ခုတိဆောက်ကြည့်ပါအပြင်လောကမှာဘယ်လောက်ပဲစူညောင်နေပါစေသင်ရဲ့စိတ်ထဲမှာတော့ငြိမ်းသက်ခြင်းရှိပါစေလောကကြီးတစ်ခုလုံးဟာမီးလောင်ပြင်တစ်ခုလိုပူလောင်နေတယ်လို့သင်ခန်းစားမှုပါသလားဖုံးကိုဖွင့်လိုက်တိုင်းသတင်းတွေကိုကြည့်လိုက်တိုင်းနေရာအနှံ့အပြားမှာစစ်မီးတွေအငင်းပွားမှုတွေနဲ့တနတ်တန်ဘုံတန်တွေကိုပဲကြားနေရတာဟာစိတ်နှလုံးကိုအယမ်းကိုညှိုးနွမ်းစေပါတယ်လူတွေဟာတယောက်နဲ့တယောက်ဘာကြောင့်ဒီလောက်တောင်မုန်းတီးနေကြတာလဲဘယ်တော့မှများဒီပဋိပက္ခတွေပြီးဆုံးမှလဲဆိုတဲ့မေးခွန်းတွေကကျွန်တော်တို့ယင်ထဲမှာအမြဲတမ်းရှိနေတတ်ပါတယ်ဒီလိုပူလောင်လာတဲ့ကဘာကြီးရဲ့အလယ်မှာအမေရိကန်ပြည်ထောင်စုရဲ့လမ်းမတွေပေါ်ကငင်းချမ်းကြီးခြေလမ်းတွေဟာပူပြင်းလာတဲ့တဲကန်တာရတဲ့ကရေအိုင်လေးတစ်ခုလိုငိမ့်အေးမှုရဲ့ပြယူတစ်ခုထိနေပါတယ်ဒီနေ့မှာတော့အမုန်းတရားတွေလောင်မြိုက်နေတဲ့ကဘာကြီးကိုမိဂဒါရည်စင်းနဲ့ဘလို့အေးချမ်းအောင်လုပ်ကြမလဲဆိုတာကိုအတူတူစဉ်းစားကြည့်ကြရအောင်ပါအခုလက်ရှိကဘာအခြေအနေကိုကြည့်မယ်ဆိုရင်နိုင်ငံတကာမှာအင်အားကြီးသူကအင်အားနည်းသူကိုနှိပ်စက်တာအယူဝါဒမတူယုံနဲ့ရန်သူလိုသဘောထားတာတွေကိုနေ့စဉ်နဲ့အမျှမြင်တွေ့နေရပါတယ်ဒါတွေအလုံးဟာငါဆိုတဲ့အတ္တနဲ့ငါဟာဆိုတဲ့လောဘဒေါသတွေကနေမြစ်ဖျားခံလာတာပါဒီလိုအချင်းမျိုးမှာငင်းချမ်းကြီးအတော်လမ်းလျှောက်နေတဲ့တန်ဃာတော်တွေရဲ့အဖွဲ့ကိုမြင်လိုက်ရတာဟာထူးခြားတဲ့သတင်းစကားတစ်ခုကိုပေးနေတယ်လို့ပါပဲသူတို့တွေဟာလက်နက်တွေကိုကင်ပြီးတိုက်ခိုက်နေကြတာမဟုတ်ပါဘူး
ဆိုင်းဘုတ်ဒီကိုင်းပြီးအော်ဟစ်စန္ဒပြော့နေကြတာလည်းမဟုတ်ပါဘူးသူတို့လုံနေတာကတော့ငိမ့်သက်ချင်းနဲ့လိုင်းလျှောက်နေတာပါဒီငိမ့်သက်ချင်းဟာအတန်အကျေကြီးထွက်တဲ့အော်ဟစ်တန်တွေထက်ပိုပြီးလေးနက်တဲ့အကျိုးသက်ရောက်မှုရှိနေပါတယ်စဉ်းစားကြည့်ပါဦးတစ်ဖက်မှာဘုံတန်ဒီကြားနေချိန်မှာနောက်တစ်ဖက်မှာတော့ပတိစိတ်တန်နဲ့မြေတားပို့တန်ဒီကအီအီစီစီပြန့်လွှင့်နေပါတယ်ဆရာတော်တွေဟာလမ်းတစ်လျှောက်မှာတွေ့သမျှလူတိုင်းကိုမြင်သမျှသတ္တဝါတိုင်းကိုငြင်းချမ်းပါစေဘေးရန်ကင်းပါစေလို့စိတ်သေးကနေဆူတောင်းပေးနေကြတာမှာဒါဟာစစ်ပွဲတွေကိုတိုက်ရိုက်ရပ်တန့်စေနိုင်မလားလို့မေးစရာရှိပါတယ်ဒါပေမဲ့အမုန်းတရားဆိုတာရေဒီယိုလှိုင်းနေလို့တယောက်ကနေတယောက်ကိုကူးဆက်တတ်တယ်လို့ငြင်းချမ်းတဲ့စိတ်ဓာတ်ကလည်းတယောက်ကနေတယောက်ကိုကူးဆက်နိုင်ပါတယ်လမ်းလျှောက်နေတဲ့အဖွဲလေးကိုမြင်လဲရတဲ့ကားမောင်းပြီးတဲ့သူတယောက်ဟာသူ့ရဲ့ဒေါသတွေကိုခဏလောက်မိသွားမယ်အမုန်းပွားနေတဲ့သူတယောက်ဟာသူ့ရဲ့စိတ်ကိုခဏလောက်အေးချမ်းသွားမယ်ဆိုရင်အဲ့ဒါဟာငြိမ်းချမ်းရေးရဲ့အောင်မြင်မှုပါပဲမြတ်ဗုဒ္ဓကနာဟိဝေရေနဝေရာနိတမန္တိဓာကူဒါဇနံလို့မြင်ကြားခဲ့ပါတယ်အမုန်းတရားကိုအမုန်းတရားနဲ့တုံ့ပြန်ရင်ဘယ်တော့မှမပြီးဆုံးနိုင်ပါဘူးမေတ္တာနဲ့တုံ့ပြန်မှသာငြိမ်းအေးမှဖြစ်ပါတယ်အခုလမ်းလျှောက်နေတဲ့တန်ဃာတော်တွေဟာဒီတရားကိုလက်တွေ့ကျင့်သုံးပြနေတာပါသူတို့ဟာစစ်ပွဲတွေဖြစ်နေတဲ့နိုင်ငံတွေကလူသားတွေအတွက်ဒုက္ခရောက်နေတဲ့ကလေးငယ်တွေအတွက်နေရက်စွန့်ခွာနေရတဲ့မိသားစုတွေအတွက်ခြေလမ်းတိုင်းမှာမေတ္တာဓာတ်တွေကိုစီးဆင်းနေကြတာပါဒီမေတ္တာဓာတ်တွေဟာပူလောင်နေတဲ့ကဘာကြီးအတွက်တကယ်ကိုလူအပ်နေတဲ့အေးမြတဲ့ရည်စင်ပါပဲတခါတလေမှာကျွန်တော်တို့ဟာကိုယ့်ရဲ့အစွမ်းစားကိုအထင်သေးတတ်ပါတယ်ငါကတာမန်လူတယောက်ပဲကဘာကြီးငင်းချမ်းကိုငါဘာလုပ်နိုင်မှလဲလို့တွေးမိတတ်ပါတယ်ဒါပေမဲ့တမှုတရားကြီးဆိုတာရေစက်ကလေးတွေစုပြီးဖြစ်လာတာပါတင်းရဲ့ရင်ထဲမှာအမုန်းမိမတောက်ပဲအေးချမ်းနေမယ်ဆိုရင်တင်းဟာကဘာကြီးကိုအေးချမ်းအောင်ကူညီပေးနေတာပါပဲအမေရိကန်ကလမ်းမမော်ကလမ်းလျှောက်နေတဲ့တန်ဃာတော်တွေကိုကြည့်ပြီးကျွန်တော်တို့သင်ခန်းစာရမှာကငြိမ်းချမ်းရေးဆိုတာတူးချင်းစီရဲ့တာဝန်ဖြစ်ခဲဆိုတာပါပဲကိုဘေးနာကလူကိုမေတ္တာထားနိုင်မှကတကဘာလုံးကိုမေတ္တာထားနိုင်မှာဖြစ်ပါတယ်အခုဒီဗီဒီယိုလေးကိုကြည့်နေတဲ့သင်ဟာလဲကိုယ့်ရဲ့စိတ်ထဲမှာငြိမ်းချမ်းရေးစခန်းလေးတစ်ခုတိစောက်ကြည့်ပါအပြင်လောကမှာဘယ်လောက်ပဲစူညုံနေပါစေသင်ရဲ့စိတ်ထဲမှာတော့ငြိမ်းသက်ခြင်းရှိပါစေသတင်းဒီမှာမြင်နေတဲ့ပဋိပက္ခတွေကိုကြည့်ပြီးဒေါသတွေအာဃာတတွေမပွားပါနဲ့အဲ့ဒီစားဒုက္ခရောက်နေသူတွေအတွက်ဂရုဏာပွားပေးပါငြိမ်းချမ်းရေးရပါစေလို့ဆုတောင်းပေးပါသင်ပြုလိုက်တဲ့မေတ္တာဓာတ်လေးသစွန်းစားကပူလောင်နေတဲ့ကဘာကြီးရဲ့တနေရာတိုင်းမှာအေးမြတဲ့အရှိန်အဝါတစ်ခုဖြစ်သွားနိုင်ပါတယ်ဒီ Walk for Peace ခရီးစဉ်ဟာကျွန်တော်တို့ကိုတတိပေးနေတာကတော့လူသားတွေဟာတယောက်နဲ့တယောက်တတ်ဖြတ်ဖို့မွေးခွာလာတာမဟုတ်ပဲတယောက်နဲ့တယောက်ချစ်ခင်ကျင်းနာဖို့မွေးခွာလာတာဖြစ်တယ်ဆိုတာပါပဲဘာသာမတူလူမျိုးမတူပေမဲ့ငြိမ်းချမ်းမှုကိုလူလားတာကတော့အတူတူပါပဲလမ်းလျှောက်နေတဲ့တန်ဃာတော်ရဲ့သင်္ကန်းရောင်ဟာမျောလင်းချက်ရဲ့သင်္ကေတပါဘယ်လောက်ပဲအမောင်တူကြီးမီးမားပါစေမီးလိုက်လေးတစ်လုံးထွန်းလိုက်ရင်အမောင်တူဟာလွင့်ပြေသွားမှာဖြစ်ပါတယ်သင်ဟာလည်းအဲ့ဒီမီးလိုက်လေးတစ်လုံးဖြစ်လာနိုင်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့အတူတူဆုတောင်းကြရအောင်ပါကဘာအနှံ့အပြားမှာစစ်မီးတွေငြိမ်းအေးပါစေအမုန်းတရားတွေချုပ်ငြိမ်းပါစေလူသားအားလုံးတယောက်နဲ့တယောက်နားလည်မှုရှိရှိနဲ့ငြိမ်းချမ်းစွာနေထိုင်ကြပါစေဒီမေတ္တာစကားလေးတွေဟာပူလောင်နေတဲ့သူတယောက်ရဲ့ရင်ကိုအေးမြသွားစေနိုင်ပါတယ်ဒါကြောင့်ငြိမ်းချမ်းရေးကိုလိုလားတဲ့သင်ဟာလည်းဒီဗီဒီယိုလေးကိုမျှဝေခြင်းအားဖြင့်မေတ္တာရည်စင်ကိုဖြန့်ပတ်ပေးလိုက်ပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်သင်ရဲ့ရင်ထဲမှာလည်းအမြဲတမ်းငြိမ်းအေးတဲ့မေတ္တာတရားတွေကိန်းအောင်နေပါစေကျွန်တော်တို့နောက်ထပ်အေးချမ်းတဲ့ဇလန်းလေးတွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲငြိမ်းချမ်းကြပါစေ